လို့ထင်သည်အစားစားရာရာလိုလိုက်ကြိုက်ပေးကငါတို့စိတ်မင်းသားဘွားကိုမင်းစိတ်တိုင်းကြမောင်ကခဲ့ပါသည်ဖြစ်ချင်တာအလုံးပဲပြောလို့သမျှရပါစေမည်မောင်တို့စိတ်နာပြီ